Hello guys ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်က Messi level တင်ပြီးရင်ဒိုလေး level တင်ပြီးရင်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဂုံးတစ်ယောက်ကိုပါစကီးထည့်ရမယ်လို့ဆိုတော့ရှင်းပြပေးပါဖြစ်ပါတယ်ပြီးလို့ရှိရင် formation ရဲ့ individual ရဲ့အကြောင်းလေးကိုလည်းဒီဗီဒီယိုလေးမှာရှင်းပြပေးပါမယ်ဒီဦးဆုံးကို Messi နဲ့ဆက်လိုက်အောင် Messi ကတော့ကျွန်တော်ကဒီလိုထားထားတယ်ဗျာ9399 setting နဲ့ဒါကကျွန်တော်ကphysical ဘိုင်းတော့အားနေပြီဗျာကျွန်တော်အားလုံးအဆင်ပြေနေဗျာ finishing တွေဘုံ control တွေspeed တွေအားလုံးအဆင်ပြေတယ် physical ဘိုင်းတော့နည်းနည်းအားနေမယ်ဒါပေမဲ့လက်ရှိအခုလို့ဆိုနေတာအဆင်ပြေတဲ့အတွက်ဒီတိုင်းဆော့နေတာပါပြီးလို့ရှိရင် Messi ကို basket ရဲ့ training ဆိုလို့ရှိရင်အဓိကကျွန်တော်တို့အပေါ်ဆုံးက၄ခုပေါ့နော်ပုံစော၄ခုကတော့အဓိကထည့်ရမယ်ဗျာကျွန်တော်တို့ fighting speed တွေ long range shooting တွေ outside color တွေကျွန်တော်တို့ soul control တွေပေါ့အဲ့ဒီခုကတော့မဖြစ်မနေထည့်ရမယ်ဗျာတကယ်လို့sorry တကယ်တော့ကျွန်တော်တို့ submission level ထားနေဆော့ကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအောက်ဆုံးကဖြစ်တဲ့flip flat ကိုထည့်ပြရမယ်တကယ်တော့အဲ့လိုမျိုးမဟုတ်ဘူး submission level ထားနေမဆော့ဘူးရိုးရိုးပဲဆော့မယ်ဆိုရင်တော့ကျွန်တော်တို့ဒီ flip flat နေရာမှာကျွန်တော် cap guy ထည့်ပေးရတယ်နော် cap guy လေးလုံးနေဗျာဒါပေမဲ့ကျွန်တော်ကတော့မထည့်တော့ဘူးနော်ကျွန်တော် submission level ထားနေဆော့တာဖြစ်တဲ့အတွက် okay နော်ပြီးလို့ရှိရင်ဒိုလေးဒိုလေးကကျွန်တော်တို့ဒီမဲ့ကို station လေးကျွန်တော်ကတော့ဒိုလေးကနည်းနည်းအမှန်တမ်းပြောရင်နည်းနည်းလေးနေပြန်ဆော့တာကျွန်တော်တို့တိတ်ပြီးတော့မကင်ဘူးပြန်ဆော့တာကျွန်တော်နည်းနည်းမြန်တဲ့ကောင်လေးဆော့တာဆိုတော့အဲကြောင့်ကျွန်တော်နည်းနည်းဒိုလေးကိုဘုတ်ကွန်ထရိုးပိုင်းနေနည်းနည်းပြင်ထားတယ်နော်finishing ရဲ့ speed ရဲ့ acceleration ကိုတော့ကျွန်တော်နည်းနည်းအစိပ်ပြင်တော့ထားထားတယ်ပေါ့အဓိကကျွန်တော်ဘုတ်ကွန်ထရိုးနည်းနည်းအသားပေးပြင်ထားတယ်ဗျာပြီးလို့ရှိရင်စကီးကတော့ဒိုလေးကဘာတွေထည့်နေဆိုလို့ရှိရင်ကျွန်တော်တို့ကဒါပေမဲ့ type ဖြစ်မနေထည့်ရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ long range color ထည့်ရမယ်အခု fat နဲ့ finishing ထည့်ရမယ်ဗျာပြီးလို့ရှိရင် right shoot တွေထည့်ရမယ်ဒီလေးခုကတော့လက်ရှိကျွန်တော်တို့ထည့်တာဒီလေးခုကတော့ဘယ်လိုပြောမလဲမဖြစ်မနေထည့်ရမယ်ထဲမှာပါတယ်ဗျာပြီးကျွန်တော်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ကပ်ပီရိုင်းပဲထည့်တာပဲကျွန်တော်ကတော့ကပ်ပီရိုင်းထည့်နေတယ်ဒါပေမဲ့ကျွန်တော်ကအဲ့အမရှိရတော့မထည့်ရဘူးဗျာနော်ပြီးလို့ရှိရင်ကျွန်တော် formation ကတော့ကျွန်တော်ညာဘက်လိုက်ပါတော့တော်တော်များများပျောက်ဆော်နေတယ်ခဏခဏလေးရှုံးနေနောက်ဆုံးဒီ formation ပဲပြန်ပြီးတော့ဆော့ပြတယ်ဗျာအဲ့တော့နော်အဓိက individual ပေါ့ဒီ formation မှာတော့ကျွန်တော်တို့ဒီလိုမျိုး individual ထားတာတော့အဆင်ပြေဆုံးပဲဗျာဒါကတော့ကျွန်တော်တို့ပြောတာပေါ့နော်ကျွန်တော်တို့ Messi ကိုကျွန်တော် counter attack ကထားတယ်ဗျာပြီးလို့ရှိရင် destroyer ဒီလိုက်ထားတယ်ဗျာ design တွေရောဒီလိုက်ထားတဲ့နေရာမှာကျွန်တော် design တွေမဟုတ်ဘူးတခြား destroyer တစ်ကောင်လေးသုံးလို့ရတယ်ဗျာနော်ဘေးကဝေကန်တစ်ကောင်နေပါလေရမင်းနေရတော့ကျွန်တော် attack ပဲထားထားတယ်နော်အားလုံးပဲကျွန်တော်ရဲ့ YouTube channel လေး TikTok ကောင်းလေးကိုလည်း follow ပေးကြပါဦးကျေးဇူးပါ